ပိုင်းနှစ်တစ်သားဖွားလူနာဆောင်ရှိရာသို့ညကျူတီဝင်ရင်လမ်းလျှောက်လာရင်စိန်ပန်းပြပွင့်များကိုမျက်နှာရှောင်လဲပြီးလမင်းကြီးကိုမော့ကြည့်လိုက်သည်လာဝန်းပြပြမှအရေးထင်လာသောရုပ်ပုံလွှာများဇွတ်တင်မေးဖြောက်ခြင်းကမစွမ်းသာပါလေယနေ့တိုင်ထင်ရှားပြပြနေစေပုံရိပ်ပိုင်းစာများသူမမျက်စိစုံမှိတ်လိုက်သည်ဒေတာကောလိပ်မှာပညာသင်ကာလ2နှစ်ကြာကုန်ဆုံးသွားပြီးနောက်အခြေခံပညာအထက်တန်းရမှတ်ရေးဒေတာကောလိပ်ပထမနှစ်နှင့်ဒုတိယနှစ်ရမှတ်တွေရဲ့ပေါင်းပြီးဆေးတက္ကသိုလ်တက်ခွင့်ရခဲ့ခြင်းဖြစ်သည်သူမမန္တလေးဆေးတက္ကသိုလ်၌ဆက်လက်ပညာသင်ကြားခွင့်ရခဲ့သည်မှာအစပြု၍ဧရာမစာအုပ်ထူထူကြီးတွေနှင့်ဖွဲ့စည်းထားသည့်ခန္ဓာဗေဒပြီးတော့ယန္တရားလှည့်ပတ်မှုနှင့်လုပ်ငန်းတာဝန်များကိုအသေးစိတ်သင်ကြားရသောဇီဝကမ္မဗေဒပေါက်ပေါက်ရှာရှာလေ့လာစူးစမ်းဖော်ထုတ်ခဲ့ကြသည့်မဟာပညာရှင်များကြောင့်သာသူမတို့ဦးခေါင်းမှညှော်နံ့များဥထွက်သည့်အထိဒုက္ခအတော်ရောက်ခဲ့ရပါသည်အဲ့ဒီနေ့များကသူမဘဝမှာပါဠိဘာသာဖြင့်ရေးသားထားသောတရားစာများကိုဖတ်တတ်ရွတ်တတ်ပြီးအဓိပ္ပာယ်အနက်လုံးစေ့ပတ်စေမသိနားမလည်နိုင်တဲ့သူလိုပါပဲရှေ့တုန်းကဂရိပညာရှင်များအာယုံစူးစိုက်လေ့လာခဲ့ကြပြီးရေးမှတ်ခဲ့ကြတဲ့ဆေးပညာမှတ်တမ်းများသည်လက်တင်စကားလုံးတွေကြီးဖြစ်နေသောကြောင့်ဆေးပညာရဲ့ဝေါဟာရအပြီးတန်းစာအုပ်ကိုခဏခဏလှန်လောရှာဖွေမှတ်သားနေရသည့်ဒုက္ခပြီးတော့9တန်းရောက်သည်မှ ABCD စတင်သင်ကြားခဲ့ရပြီးတကူကမှအင်္ဂလိပ်စာအခြေခံအားနည်းသည့်သူမအတွက်အင်္ဂလိပ်လိုသင်အင်္ဂလိပ်ဘာသာဖြင့်ဖြေရမည်ဒုက္ခသူမအတော်ကြိုးစားရပါမည်အပတ်တကုတ်အားထုတ်နိုင်ပါမှပို့ချချက်လက်ချာတစ်ခုနှင့်တစ်ခုအကြားခိတ္တအားလက်ချိန် break ပေးထားချိန်10မိနစ်တွင်ဒါမှမဟုတ်အကြားတစ်ခုခုကြောင့်သင်ခန်းစာဘာသာရပ်ပို့ချနေဆရာဆရာမမလာသဖြင့်အနားရသည့်စာသင်ချိန်တွေမှာပြီးတော့အဆောင်မှာပုံမနေသောကိုယ်ပိုင်အချိန်တွေအဲ့ဒီအချိန်တွေကိုခပ်ပေါ့ပေါ့အရေးဖြောပစ်လိုက်ရမှာအားနာစရာကောင်းလာပါသည်တက်မျက်နှာအတွက်တော့အသည့်အဆန်းဖြစ်နေသောမျက်နှာစိမ်းစာသားများအလုံးကိုရင်းနှီးကျွမ်းဝင်ဖို့လိုအပ်နေပြီဟေးနုနုနင့်ကိုပြောနေကြတာဟာနေမခံနဲ့ဟင်ဘာဖြစ်နေကြတာလဲခန္ဓာဗေဒစာအုပ်ထုကြီးကိုအပိုင်းလိုက်ခွဲချုပ်ထားသောဥကောင်းနှင့်လည်းပင် head and neck အပိုင်းစာအုပ်ငယ်ကိုတဲကြီးမဲကြီးငုံဖန်နေသောစာသင်ခန်းမ၏ရှေ့ဆုံးခုံတန်းမှတက်မျက်နှာကိုဘေးနားမှာကတ်ထိုင်နေသူအေးမာကပခုံးချင်းတွန်းတိုက်လိုက်သည်နေဟိုကောင်နေချိတ်ပြောနေတာနုနုရဲ့ဘာပြောလို့လဲနေမကြောက်လားအော်ကြည့်ဒီကောင်လေးလာပြန်အော်ဖုံးမြင့်မော်တို့အုပ်စုပဲစာလွန်တော်သောအုပ်စုပါဘာဖြစ်လို့ဗရုတ်ကြနေတာလဲမသိဒီကမောင်လေးကမောင်ဖုံးမြင့်မော်ရဲ့ကိုစားမမတို့စီစဉ်မှာအဖြူခံမယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျမောင်လေးကအမှတ်သိမ့်နေနေတာဆိုတော့ဒီကမှတ်အောင်ဖြေကွယ်ဟုတ်လေမောင်လေးဖုံးမြင့်မော်မှာရှိသူရှိပါသလားနှုတ်စာမောင်လေးမှတ်ဖြေပါရှိသူဆိုတာမောင်လေးရဲ့ရည်စားဟုတ်ဘဝဖော်မနောက်ပြီးဇနီးလောင်းလျာမဟိတီကိုပြောတာကွno အော်မမချစ်သူနာမည်ကိုမေးတာမဟုတ်သေးပါဘူးနော်ချစ်သူရှိမရှိပဲဖြေပေးပါ no ချစ်စနိုးနဲ့တလုံးနဲ့အဖျားစုခေါ်တာလားသူတို့အုပ်စုမြောက်ကလေးတွေလို့တခွိဖြစ်နေကြစဉ်သူမကတော့အိတ်ဆောင်ဆေးပညာအဘိဓာန်စာအုပ်ငယ် Pocket Medical Dictionary လေးကိုတစ်ဖြက်ရှာဖွေလို့ကောင်းစဉ်ဟဲ့မင်းတို့နင်ဒီလိုပဲငြိမ်နေတော့မှာလားငြိမ်နေလို့ဘာလုပ်ရမှာလဲအေးမရဲ့တခုခုတော့ပြန်ပြောပေါ့ဟာမောတော့တိတ်သွားပါလိမ့်မယ်တကယ်ချင်းအေးမာတို့အုပ်စုအေးမာကသူတို့အုပ်စုကိုမျက်စောင်းတစ်ခဲနဲ့မကြည်မနှက်လေသူတို့ကပိုဆိုးလေဟဲ့ဖုံးမြင့်မင်းပြောတော့ဘိုးမထားဘူးဆိုကွာအခုတော့လူကြီးကျွန်းလဲမင်းမရပညာရေးအဆင့် position ကလည်းဒုတိယအခန်းစာမေးပွဲတွေမှာလေ completion test မှာပထမနေရာကိုအရမယူတော့တာဘာသဘောလဲရှင်းစမ်းမအောင်ကွာဖုံးမြင့်မော်ရဲ့အဖြေကိုစိတ်ဝင်တစားနားဆင်နေကြသူတွေထဲမှာသူမလည်းပါသည်သူ့မျက်နှာရိပ်ကိုမတိမတအကဲခတ်ကြည့်မိသည်ငါညက်လို့ပေါ့ကွာလုံးဝမဖြစ်နိုင်ဘူးတကယ်ချင်းငါသိတယ်ဒီကအုံဘုံဦးစားပေးတာဦးစားပေးတဲ့သဘော
ဒီကောင်ကဘကိုးသားဆိုတော့ရာဇဝင်နီးဘတ်တော်တွေကတိုင်ကြားမှုကြမှာအကြောင်းညောင်းလို့နားစရာနေရာမရှိတော့တဲ့ဟင်းသာမလေးကိုသူ့ကြောပေါ်မှာတင်ထားတဲ့အမောင်ဟင်းသာပို့လေဟဲသိပြီအနှင်းခိုင်းထားတာပေါ့ဟုတ်လားအားလုံးကဝါကနေဝိုင်းရီလိုက်ကြချိန်မှာသူမလည်းမချုပ်တီးနိုင်တော့ပဲရီမောလိုက်မိတော့သည်တတိယ၍မဝတ်မရဲနှင့်ဖြတ်ကနေဝေ့ကြည့်လိုက်တော့ရဲတွက်နေမြန်နေသောဖုံးမြင့်မော်မျက်နှာထားကိုသူမအားခက်ဆင်ဆင်စကြည့်နေသောအကြည့်ဆူဆူနှင့်အတူတအံ့တအောတွေ့လိုက်ရသည်ရောက်ရှိနေသည့်နေရာမှာမြေရှိုးမိုးပြန်လို့ထွက်ပြေးလွတ်မြောက်သွားခြင်းလိုက်တာစေတနာကောင်းလာကြည်လားလူကလေးရဲ့စေတက်သို့စတင်ရောက်ခဲ့ရသည့်နေ့မှစ၍ဥစွာသိကျွမ်းခဲ့ရသူကဖုံးမြင့်မော်တထိုက်ဆန်စာစေတက်သို့ဝင်ခွင့်ရရှိခဲ့သောရမှတ်ပေါင်းမှာနှစ်ဦးစလုံးတူညီနေကြသည်စေတက်သို့ဒုတိယနှင့်MV အကြီးတန်းအတွက်လူကြီးကျွန်းရွေးချယ်ပွဲကြတော့လေနှုတ်ပြေမှာအမှတ်ပုတ်ခါတိကများဖြင့်သူမလူကြီးကျွန်းဖြစ်ရွေးချယ်ခံခဲ့ရသည်ခန္ဓာဗေဒဘာသာရပ်မှခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုသင်ကြားပြီးတာဖြေဆိုရလေးရှိသောလဘတ်စာမေးပွဲ completion test တိုင်းမှာလည်းသူမနှင့်ဖုံးမြင့်မော်ရမှတ်တွေကမတိမ်မယိမ်ဘာပဲဖြစ်ဖြစ်စေးကြောင်းမှသူသည်တက်မြတ်တို့အတွက်ပထမဦးဆုံးသောမိတ်ဆွေတငယ်ချင်းတစ်ယောက်ဖြစ်ခဲ့သလိုသူ၏နူးညံ့သိမ်မွေ့သောနှလုံးသားနှင့်ဖော်၍ရိုင်းပင်းတတ်သောယဉ်ကျေးမှုစာမျက်နှာများကိုသူမဖတ်ရှုခဲ့ရပြီးပြီစေတက်သူလူကြီးကျွန်းစာမေးပွဲဖြေဆိုကြစဉ်ကကျန်းခိုင်စွမ်းရည်ပြိုင်ပွဲအတွက်အစမ်းလေ့ကျင့်ရင်သူမခြေခေါက်လဲသွားခဲ့သည်ကျန်းခိုင်စွမ်းရည်အတွက်လူကြီးကျွန်းလောင်းလျာများသည်မီတာ100မီတာ800ပြေးပွဲအိတ်ထားမတင်ခါရှေ့ကုန်းထိအလျားခုံဒိုက်ထူစသည်ဖြင့်ပြိုင်ပွဲ6မျိုးကိုသတ်မှတ်စံချိန်ထက်ကျော်လွန်အောင်ကြိုးစားကြရသည်သတ်မှတ်စံချိန်မမီသူများကိုရင်းစာမေးပွဲကြရှုံအဖြစ်သတ်မှတ်ပြီးထိုစံချိန်ထက်ကျော်လွန်သောမိမိတင်ထားသောစံချိန်လိုက်ပထမဒုတိယတတိယစသည်ဖြင့်ဆုံးဖြတ်အမှတ်ပေးခြင်းဖြစ်သဖြင့်တက်မြတ်တို့ကြောင့်အသေးအကျလေ့ကျင့်နေခြင်းမမျှော်လင့်ပဲလဲကျသွားခဲ့ခြင်းဖြစ်သည်သူမနာလုံးသဖြင့်တော်တော်နှင့်ပြန်မထနိုင်ပေလုံးဝမထင်မှတ်ထားသောရိတ်တစ်ခုကသူမ၏ခြေထောက်ပေါ်စီးမိုးကျရောက်လာပြီးနောက်တိတ်နာနေသလားတက်မြတ်တို့ခမည်းခြေထောက်ရောက်နေပြီဆရာကြီးတို့ရက်ရွှေဆိုင်ပြဖို့ကျွန်တော်သွားတောင်းပန်လိုက်မယ်ခမည်းစိတ်မပူနဲ့နော်ရပါတယ်ကျမဖြစ်အောင်ပြိုင်မယ်ဖြစ်ပါတယ်ရှင်အမှန်မှာတော့သူ့ကိုတက်မြတ်တို့မယုံရဲဖြစ်နေစေပဲအဓိကပြိုင်ဘက်နှစ်ယောက်ကြားမှာယူသားခြင်းနှင့်ရိုင်းပဲမှုဆိုတာဖြစ်နိုင်ခြင်းမရှိသောဟန်ဆောင်ခြင်းတစ်ခုဟုသာသူမတန်တရားဝင်မိခဲ့သည်သို့တော်လည်းတစ်ခါတည်းသူမ၏အယူဆမှားယွင်းနေတတ်ကြောင်းကိုဘယ်သူကမှမရှင်းပြရပဲပြန်တွေးကြည့်လေအဖြေပေါ်လေချွေးသီးချွေးပေါက်များကြားမှအန်ကျိတ်ထားသောသူမ၏မျက်နှာကိုဖုံးမြင့်မော်အတန်ကြာစိုက်ကြည့်နေသည်ပြီးတော့အတိရခက်စွာပြုံးသည်ခမည်းလူကြီးကျွန်းဖြစ်ထိုက်ပါတယ်တက်မြတ်တို့ရဲ့ပြောဆိုမြင်ကွင်းထဲမှခြာကနေလှည့်ထွက်ပျောက်ကွယ်သွားခဲ့သောသူခဏနေတော့မြင်ကွင်းရှိရော့လင်းနေမင်ကိုချွတ်လိမ့်လိုက်ဟာဒီမှာ elastic bandage အဲ့ဒါလေးတေချာစီးပြီးမှပြေးပါထိခိုက်မိတဲ့ညာဘက်ခြေထောက်ကိုအာရုံမရောက်စေနဲ့ပုံမှန်ခြေထောက်တစ်ချောင်းလို့သဘောထားပြီးပြိုင်ပါအခုပြေးရမယ်တာရိုမီတာ100ကခြေလန်းစိတ်နဲ့တက်လှမ်းနိုင်ဖို့အရေးကြီးတယ်ဆိုတာအတွေ့အကြုံရင်းချက်နေပြီဖြစ်တဲ့ခမရပိုသိမှာပါဟုတ်ပြီလားသူကပြကြီးပြရဒရဆက်ပြောချသွားခြင်းဖြစ်တော့လေတက်မြတ်နိုးရင်တဲ့သူတသိမ့်သိမ့်စီးဝင်သွားတဲ့ဖြင့်ကျေးဇူးတင်ပါတယ်ကိုဖုံးရဲ့နုတိတ်ကိုအားရှိသွားပါပြီရှင်ဆိုတဲ့စကားစုလေးဟာသူမနှုတ်ဖျားမှာပွင့်ထွက်သွားခြင်းလားရှင်ထဲမှာပဲပဲ့တင်ထက်ကြံခဲ့တာလားဆိုတာသူမမဝေခွဲတတ်တော့ပါတေချာတာတစ်ခုကတော့ပကတိကြည်လင်နေခဲ့သောသူမနှလုံးသားမှာအမျိုးမြည်မသိနိုင်တဲ့လှိုင်းတစ်ခုဖြတ်တန်းတုန်ခါသွားစေခဲ့ပြီးဆိုတာဘလို့လဲဖုံးမြင့်မော်ပွဲမဝင်ခင်အစမ်းလေးကျင့်နေတော့ကောင်းလိုက်တဲ့ဆန့်ကျင်နေဘယ်သွားထားလိုက်တယ်လဲတကယ်ပြီးတော့ဘာလို့ကြာသွားရတာလဲကွာဟုတ်အမောဆုပ်သွားလို့ဖြစ်မှာပေါ့ဆရာရဲ့မချီပြုံးနှင့်အတူလက်လွတ်ဆုံးရှုံးလိုက်ရခြင်းကိုကြည်နက်နှစ်သိမ့်စွာခံစားနေသောသူပြီးတော့သူမကိုဥညွတ်အလေးပြုလိုက်ပြီးသူ၏ညာလက်ကိုဆန့်တန်းလျက် Congratulations လို့လက်ကမ်းကြိုဆိုနေသောသူမအတွက်တော့သူ၏အပြုံးသည်ကြည်စင်နေပြီသူဘာမှမဖြစ်သလိုထို့ထက်သူမသည်
သူအဓိကထားပြီးပြိုင်ဆိုင်ခဲ့ရသည့်ပြိုင်ဘက်တစ်ယောက်မဟုတ်သလိုနှစ်သူမဖတ်ရှုခွင့်မရနိုင်သည့်စာမျက်နှာများစွာကိုဘုံမြင့်မော်တစ်ယောက်တည်းဘယ်လောက်ထိကြည်ညက်အောင်ရွတ်ဖတ်နေဖြစ်သည်ဆိုတာတော့သက်မျက်နှာမသိနိုင်ပါစာကြည့်စပွဲပေါ်ကအရိုးကောင်းတစ်လုံးပေါ်မှာ softpen text twin ဖြင့်အောင်နိုင်သူရဲ့အလှဆုံးအပြုံလိုသူစာတန်းထိုးထားသည်အောင်မြင်မှုတစ်ခုကိုလက်ဝဲပိုင်ပိုင်ရရှိလိုက်တဲ့အချိန်ပိုင်းလေးတွင်မှာမင်းရဲ့မျက်နှာပေါ်ကဖြတ်တန်းသွားတဲ့ကြည်နက်ပီတိအငွေ့သက်လေးရဲ့တောက်ပရွှန်းလက်နေတဲ့မင်းရဲ့အပြုံးလေးရဲ့အဲ့ဒါလေးကိုအမြဲတမ်းကိုမြင်နေခြင်းမိတယ်နိုးလေးရဲ့ဒါဟာမင်းကိုစတင်ဆုံတွေ့ခဲ့ရတဲ့ရက်ပိုင်းမှာပဲကိုယ့်ရင်မှာအသက်မွေးဖွားလာတဲ့စန္ဒတစ်ခုပါနူးနူးအမှတ်မထင်ပါပဲအရိုးကောင်းပေါ်မှာသူ၏ပါးပြင်ကိုကပ်လျက်မချိတင်ကဲရေရွတ်နေခဲ့သောဘုံမြင့်မော်အသက်နှင့်ထက်တူမျက်နှာမိသောမိန်းကလေးတစ်ယောက်ကိုကာယကံရှင်မသိအောင်လျှက်တစ်ပြက်ခိုးရိုက်ထားခဲ့သည့်ဝေဝေဝါးဝါဓာတ်ပုံတစ်ပုံကိုလည်းသူ၏စာအုပ်စဉ်မှတ်တကားချက်လေးမှာကပ်ထားသည်အမလေးကိုကျိုးနဲပါပြီမြင့်တန်းကြီးလာပါအောင်ဟာဒီမှာဘုံမြင့်လူကြီးချင်းစုနဲ့လွဲချော်သွားရတဲ့အတွက်အယိုးကောင်းဖက်ပြီးဆွေးနေတယ်ဟေ့ပယောဂဆရာမခေါ်ခဲ့ရအောင်မလားဗျာဘုံမြင့်တတိထားကွာတို့မင်းသားမှရှိနေကြရလေစိတ်ကိုငြိမ်ငြိမ်ထားနော်ချက်တိတ်အဆောင်နေအခန်းပေါ်တငယ်ချင်းများ၏တရင်တနည်းကြည်စဲမှုများဘုံမြင့်မော်အားရပါရဟားတိုက်ရီမောပစ်လိုက်သည်အဘတရားရီမောနေသူ၏ပါးပြင်နှစ်ဖက်မှမျက်ရည်စများကမချောက်တတ်သေးပါအလွန်ပြင်းထန်သောပောက်ကွဲမှုတစ်ခုကိုဘယ်အရာနှင့်များတားဆီးလို့ရနိုင်ပါမည်လဲမန်လေးစစ်တက္ကသိုလ်သို့စတင်တက်ရောက်ပညာသင်ကြားသည့်ပထမနှစ်ဝက်တွင်မှပင်နှက်ရှိုင်းလွန်းလှသောချစ်ချင်း၏ဝဲကရက်ထမှဆုံဆုံမြုပ်သွားခဲ့ရလေပြီ3နုပြိုခြင်းမကုံဆုံးသေးသောညသည်အေးချမ်းငြိမ်သက်လှပနေစဉ်ရှိသည်လမ်းမကြီးပေါ်ကလင်းလက်ဝင်းထိန်နေသောမီးရောင်များကလမ်းကြားထဲမှဝင်းတီတာကဖေးဆိုင်ထိပြန့်လွင့်နေသည်ထုံးစံအတိုင်းဒီချိန်မှာပလက်ဖောင်းပေါ်ကခုံပုလေးများတွင်လူစုံတက်ဆုံနေရယူထားစေရေနွေချမ်း1ဦး2ဦး3ဦးစကားတွေဖောင်းပွဲလိုက်ရေနွေချမ်းတောက်လိုက်မဖြစ်နိုင်တာတွေရောဖြစ်ပြီးတာတွေရောအသေးအတန်ညှင်းခုန်လိုက်ကြရေနွေချမ်းကိုဝိုင်းအားပေးကြနှင့်လက်ဖက်ရည်ဆိုင်ထိုင်ရာမှာလက်ဖက်ရည်ထက်ရေနွေချမ်းကိုသာမနာတမ်းအားပေးဖြစ်ကြကအဆောင်နေကျောင်းသားအများစု၏အလေးထားပင်ဖြစ်သည်အေးမင်းရေဒီကဖုံးမြင့်မော်ထိတ်ကစပိန်နေကြုံနှက်နှက်ဖြစ်နေတာသိလားဟဲ့ဟာဟုတ်သားပဲဖုံးမြင့်မင်းဘာကြောင်တာလဲဒါဘာကေလို့ခေါ်လဲငါနေပြန်သွားလို့တစ်ပတ်လောက်ကြောင်ပြစ်လိုက်တာအတော်လိုက်မမီတော့ဘူးကွာဘာမှမဟုတ်ပါကွာငါသွားတော့မယ်ပြောပြောဆိုဆိုဘုံမြင့်မော်ကပြန်ရင်ပြင်သည်အမေဒီလိုပဲရမလဲရောက်ထိုင်အောင်အားလုံးကဘုံမြင့်မော်ကိုဝိုင်းဆွဲထားကြသည်ပြီးတော့နေ့လယ်ကခန္ဓာဗေဒလက်တွေ့ချိန်မှာသူနှင့်အတူလူသည်ခွဲစိတ်ခုံတစ်ခုထဲမှတွဲကြခဲ့သောထုံးဝင်းကအကြောင်းဆုံးဖောက်တယ်ချသည်တစ်ဖွဲ့လုံးတဝါဝါနှင့်ပွဲကြနေတော့လဲသူလိုက်မီနိုင်ပါပြင်လင်သတိရမိခြင်းနှင့်အခါအားလျော်စွာတန်းတရခြင်း၏ရင်ခုန်လိုက်မောမှုများကိုသူမတပါအခြားဘယ်သူကများနားလည်သဘောပေါက်နိုင်ကြမလဲလေဒီနေ့ခန္ဓာဗေဒခွဲစိတ်ခန်း anatomy dissection room မှာတင်ပစုံပိုင်းမှသွေးကြောများအာယုံကြောနှင့်ကြွက်သားများဖြာထွက်ဖွဲ့စည်းပုံကို၎င်းတို့၏မူလအစနှင့်အဆုံးသတ်ထိမျက်မြင်သိရှိသွားနိုင်အောင်လက်တွေ့ခွဲစိတ်ဖြတ်တောက်လေ့လာနေကြစဉ်ဘယ်လိုဖြစ်သွားသည်မသိဖြုံးစားကြီးခေါင်းငုံနေသောသူ၏ရှိကစပင်ဘုတ်တိုက်ကြီးကိုကက်ကြီးဖြင့်ရုတ်တရက်ကိုက်ဖြတ်ချခြင်းခံလိုက်ရသည်လူသေးကောင်ပေါ်ပြုတ်ကျလာသောစပင်များကိုကြည့်ပြီးပထမသူကြီးစွာအံ့အားသင့်သွားရသည်နောက်သူ၏ဒေါသသည်ရှူကနေပွင့်ထွက်လာခဲ့သည်မီးဝင်းဝင်းတနေသောမျက်လုံးအစုံဖြင့်သူမောကြည့်လိုက်တော့ဟင်တက်မျက်နှာခုပတ်တာဘာလှုပ်လို့လုံးမိမှန်းမသိလိုက်သည့်တတိကင်းလွတ်သွားသူတရားလိုမျက်လုံးအဝိုင်းသားနှင့်လက်ထဲကဆုပ်ကင်ထားဆဲကက်ကြီးကိုသူမ၏မဟာတဟပွင့်နေသောပါးစပ်ဝမှာကတ်ထားလျက်သူကဟုတ်ကိုဖုံးမြင့်မော်အာကျမဘာတွေလုံးလိုက်မိလဲမသိဘူး
အယောင်ယောင်အမှားမှားပြောဆိုရင်အခန်းပြင်သို့ထိတ်လန့်တကြားပြေးထွက်သွားခဲ့သောတက်မြတ်နိုးဖြစ်ရလေဗျာတကယ်တော့သူသည်သူ၏စပင်များကိုအထွတ်မြတ်ထားတတ်သူတဦးပါပဲလှိုင်းလုံးလေးများလိုမတိမတာတွန့်လိပ်ခွေနွဲ့နေသောနတ်မောင်တန်ဆွမ်းလာသည့်စပင်များကိုအမြဲတမ်းတရုတရဖိတင်ထားတတ်သူတက်ခါလိုက်မိသည်ဒါပေမဲ့တက်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်ချရင်သူ့စိတ်သည်အလွန်လျင်မြန်စွာပြေလျော့သွားသည်တက်မြတ်နိုး၏ထိတ်လန့်တုန်လှုပ်နေဟန်မျက်နှာလေးကိုစိတ်မကောင်းကြီးစွာသတိရလိုက်ပြီးသူ့စပင်များကိုပုတ်တက်ဆန်းကြည့်နေသောဖုံးမြင့်မော်တယောက်အခန်းပြင်သို့ခြာကနေလှည့်ထွက်သွားတော့သည်နောက်တော့ခန္ဓာဗေဒစာသင်စာနောက်ဘက်ကဗန္ဒာပင်အောက်ရှိတစ်သားခုံဝိုင်းလေးပေါ်မှာခေါင်းငိုက်ဆိုင်ချလျက်ငုတ်တုပ်လေးထိုင်နေသောတက်မြတ်နိုးရှိရာသို့သူလိုက်သွားဖြစ်၏ကျွန်တော်စပင်တွေကိုဘာလို့ဖျက်ချပစ်လိုက်တာလဲဆိုတဲ့အကြောင်းပြချက်ကိုတော့ကျွန်တော်သိဖို့လိုအပ်မယ်ထင်ပါတယ်ကျမကိုသိစိတ်ဆိုးမှာပဲနော်ကိုပုံစိတ်ဆိုးရဲဆိုတာထက်ကျွန်တော်ကိုအချိုးခံလိုက်ရတယ်လို့ခံစားရပါတယ်ဒါမဲ့တရခန်းကနူးနူးဖြစ်နေတော့ကျွန်တော်ရဲ့ဒေါသကြီးကြာရှည်မခံတော့ဘူးကျွန်တော်ဘာပြောရမှန်းမသိတော့ပါဘူးဗျာကျမအနူးညွတ်တောင်းပန်ပါတယ်နော်ကျမကဒီလိုပဲတခါလေနည်းနည်းကြောင်တတ်ပါတယ်သူသည်တက်မြတ်နိုး၏ဘေးကနေရာလွတ်မှရဲဝံ့စွာဝင်ထိုင်လိုက်သည်တက်မြတ်နိုးကတစ်ဖက်သို့အနှဲငယ်တိုးရင်းနေရာဖယ်ပေးသည်ကိုတော့ဒီလိုမထင်ဘူးနုံမှာလုံလောက်တဲ့အကြောင်းရင်းခံတစ်ခုခုတော့ရှိပါလိမ့်မယ်ဘာမှမရှိပါဘူးရှင်ရဲ့စပင်တထွေးရခွဲစိတ်နေတဲ့မြင်ကွင်းဒီဇက်တင်ဖီမှာလှုပ်နဲ့ပိတ်နေလို့လက်ကအလိုလိုဖြတ်လိုက်မိသွားတာပါအဲ့ဒီအတွက်ကိုဖုံးချင်တဲ့တည်းကျမတောင်းပန်ပေးဖို့အသင့်ပါရှင်ရပါတယ်ဗျာဟိုသူကအလွယ်တကူပြန်ပြောလိုက်ဖို့ဘလို့မှမဖြစ်နိုင်ပါသူမျက်နှိုးသောစပင်များကိုအဲ့ဒီလိုခက်ပေါ့သဘောထားပြီးမစင်မချင်ဖြက်စီးပြည့်ရသည့်မိမတယောက်အားဒီညလောက်နှင့်ကြည်အေးပစ်လိုက်ဖို့မသင့်သည်သို့တော်လည်းသူပြတ်သားစွာမဆုံးဖြစ်နိုင်ပါဒါကြောင့်တက်မြတ်နိုးကိုကြောခိုင်းပြီးလှည့်ထွက်ခဲ့သည်ပြုတ်ကျသွားသောစပင်များကိုတက်မြတ်နိုးနှင့်ထပ်တူထပ်မျှနှမျောတနေမိသည်အဲ့ဒါပဲကွဒီကောင်ခံလိုက်ရတာဒီမှာပြဿနာကဒီကလေးမကဒီကောင်ကြီးစပင်ကိုဘာကြောင့်မျှချပစ်လိုက်ရတယ်ဆိုရယ်ဇစ်မြစ်ပဲကဲမင်းတို့ကဘလို့ထင်တယ်လဲဒါစိတ်ဝင်စားစရာပဲကွငါထင်တာတော့ကွာငါတို့ကောင်နေဟိုနေ့ကသူ့ဝိုင်းစကြတာကိုလေအင်တာဗျူးမေးဖြေလုပ်တယ်ဆိုပြီးဝိုင်းဖွာကြတာသူမကျေနပ်လို့သူလှုပ်ထက်လိုက်တာဖြစ်မယ်ကွမဟုတ်သေးပါဘူးဟာဒီလိုဖြစ်နိုင်တယ်သိလားဟဲ့ဖုံးမြင့်စပင်တွေကလှိုင်းကလေးတွေလိုတွန့်လိပ်ပြီးနက်မှောင်တောက်ပြောင်နေတာယောက်ျားကြီးတမဲဒီလောက်စပင်လှနေတော့သူတော်တော်မကြည့်ဘူးထင်တယ်ဟုတ်က inferior complex ဝင်တာမျိုးပေါ့ဒီကောင်ကလည်းဘာလျှောက်ပြောနေမှမသိဘူးမဟုတ်မှလွယ်ရော jealousy ဖြစ်တာလို့ဆိုရင်ဟုတ်တော့တယောက်တစ်ပေါက်ထင်မြင်ချက်တွေပေးကြသည်လက်ဖက်ရည်တစ်ခွက်ပြီးတစ်ခွက်စီဘိုလိတ် cigarette တလိပ်ပြီးတလိပ်ပြီးတော့ရင်နွေးချမ်းတအိုးပြီးတအိုးအဖြေရှာမရနိုင်ကြသေးပါအသေးစားဆုံးကတော့ကာယကံရှင်တက်မြတ်နိုးမှတပါတခြားဘယ်သူမှအမှန်ကိုဂဂနနာသိမြင်နိုင်မည်မဟုတ်ပါသူ၏စိတ်ထဲမှာလည်းစမ်းတော့စမ်းနေနုံတို့ဒီလိုလှုပ်လိုက်တာအတိတ်ပဲဖွင့်ဆိုချက်တွေအများကြီးဖြစ်နိုင်တယ်တခုခုအတီးပြုလိုက်မယ်ဆိုရင်လွဲမှားမသွားပါဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူးဟူသောဒွိဟာတန်တရားများနဲ့နားလည်ရခက်သောမိမတရားအဖြစ်အားလုံးကဒီလိုပဲနားလည်လိုက်ကြတော့လဲဒီနောက်ပိုင်းမှာတက်မြတ်နိုးနှင့်သူ၏ဆက်ဆံရေးသည်ပို၍အဆင်ပြေတိုးတက်လာသည်နင်ဘာလို့ဒီလိုလုပ်ရလဲဆိုတာသိချရှင်းမပြခဲ့ဘူးလားမင်းတို့ငါရှင်းပြလည်းဘာမှထူးလာမှာမဟုတ်တာနင်တို့သိပါတယ်ဟာဒီ completion test လာဘတ်စာမေးပွဲအတွက်ငါဘယ်လောက်စိုးရင်ပူပန်နေရဲဆိုတာငါဘာမှသိချမကြည့်ရသေးလို့ကြည့်ထားသမျှလည်းသိမရှင်းလို့ Deserting room လူတွေခွဲစိတ်ခန်းထဲကြမှာပဲအမြင်နဲ့ memory မှတ်ဉာဏ်နဲ့တွင်းတော့မယ်လို့မှန်းထားတာဟာငါရှာနေတဲ့နပြော်ကြီးကတွေ့လူတွေ့ခင်နဲ့ပျောက်သွားပြန်လို့အတော်စိတ်ရှိထားပြီးရှာနေရတာအဲ့ဒီစပင်ဗုဒ္ဓကြီးကငါ့ရဲ့ deserting fee တဲ့ကိုလာနှောက်ယှက်ပေးနေတာကွယ်ထားရကွာငါလဲဒီမှာစပင်လေးနည်းနည်းတော့ဖယ်ပေးပါအောင်လို့2ခါ3ခါပြောပါတယ်လူကတော့မော့မကြည့်အားလို့ပိုင်ရှင်ဘသူမှမသိပါဘူးစပင်တွေကမထုံတက်တီနဲ့နည်းနည်းလေးမှမရွရနဲ့စိတ်တူလာကက်ကြီးနဲ့ကြိုက်ချလိုက်တာဖြစ်ချင်တော့ तू ကခေါင်းအောင်ငါအညက်တိုက်ဆိုင်မှုကြောင့်စပင်တွေတထွေးပြတ်ကျလာတော့တာပေါ့ကက်ကြီးကလည်းအတော့ထက်နေတာဟာတခါတည်းကတုံးတုံးလိုက်ပြီးရဟန်းအမဘွက်ခံလိုက်ရင်ပြီးရောနုံနုံရ
မိဝေဖဝေတနေ့တကြီးမှတယောက်တည်းပညာလာတင်ကြားရတဲ့ဘဝတူတွေမှုညီမရင်းတွေတမျှချစ်ခင်တွေ့တာကြားရတဲ့တငယ်ချင်းများသူမ၏ခန်းထဲမှာပျော်ရွှင်စွာရီပွဲဖွဲ့နေကြတော့လေတကယ်တမ်းသူမလိုက်မည်နိုင်ခဲ့ပါဟိုတခါလူဤကျွန်းကြန့်ခိုင်စွမ်း၏ပြိုင်ပွဲမှာသူမအားနှစ်ကပေးဆက်ခဲ့သောအနစ်နာခံမှုပြီးတော့အဲ့ဒီတုန်းကသူမကိုသူအတန်ကြာစိုက်ကြည့်နေခဲ့သောကြည်လက်ရွှန်မြအကြည့်စုစုရဲ့သူမရင်တွင်သို့စွစွနစ်မြုပ်ဝင်သွားခဲ့တာသူမတသက်တာမေ့ပြောက်လို့ရနိုင်မှာမဟုတ်တော့ပါအခုတစ်ချိန်သူမ၏မစင်မကျင်အပြုတ်မှုတစ်ခုကြောင့်သူပေးခဲ့သောအစိမ်းရောင်အငွေ့သက်များနှင့်အတူမိဒမီးရှန်တွေကမျက်လုံးနှလုံး၏အကြည့်စုစုသူမရင်ထဲသို့ပူလောင်ဆူးရှာစေခဲ့သည်ခြေအေးခြင်းနှင့်နားလေခွင်လုံးမှုတို့၏နှွေးထွေးခြင်းကိုတန်းတားမိသည်မျက်ဝန်းထဲမှမျက်ရည်စာတို့ကထိမ့်မနိုင်သိမ့်မရတော့မျက်တာနှစ်ခုကိုတစ်ဖြက်ဖြက်ပုတ်ခတ်နေသည့်ကြားကတက်အီရှန်ကျလာသည်ဟဲမိနိုငိုနေတယ်မငိုပါနဲ့တကယ်ချင်းရဲ့နင်သိစိတ်ထိခိုက်နေလဲဖုံးမြင့်မော်ငါတို့တော့ပြောတော့မယ်ဟာနင်ကတုံးမတုံးလိုက်ရလို့နင်တို့စိတ်မကောင်းဖြစ်နေတယ်အဲ့ဒါဆန်ချရအောင်ကြွပါအောင်လို့တော့တောင်းပန်မိမယ်နော်တော့ကွာဘာမှလည်းမသိခေါင်းအုံးတစ်လုံးပွေပိုင်လျက်အိယာပေါ်မှောက်အိပ်ပစ်လိုက်သည်အလွန်မြင့်မာသောတောင်တက်ခီတကူ၏အစပထမပိုင်းမှာတွင်သူမမောပန်းလွန်လှပါပြီငါနောက်ပိုင်းမှာဖုံးမြင့်မော်ကပဲတက်မြတ်နူကိုတမင်ရှောင်နေလေသလားဒါမှမဟုတ်အကြောင်းအားလျော်စွာမဆုံပြစ်ကြတာလားမသိနေ့ရက်ပေါင်းများစွာအမှတ်မထင်ဆုံတွေ့အနိုးဖြင့်တမင်သတိထားရှာဖွေနေခဲ့သောတက်မြတ်နူအတွက်တော့တပ်ပြင်းတွေကလေးကတာဖွဲ့တည်ရင်ရင်မောခဲ့ရသည်ကျောင်းဝင်းနဲ့နမိတ်ချင်းလေးထဲမှာတွင်သူ့ကိုတွေ့အောင်မရှာနိုင်ခဲ့ဘာလို့နဲ့2 လကျော်ကြာခဲ့ပြီမတွေ့မမြင်ရလေတစုံတစ်ခုသောအကြောင်းအရာကိုသတိရမိလေဟိုးသူတက်မြတ်နူကိုတော်တော်စိတ်ခုသွားမှာပဲသူတငယ်ချင်းပေါင်းတင်များကိုမေးမြန်းကြည့်ရမှလည်းမဝင့်ရဲ့နေ့စဉ်တွေ့မြင်နေရလျင်မသိတာလှတော့လဲမတွေ့ရတာကြာလာမှပင်တက်မြတ်နူရင်ထဲမှာစူးတက်ချနေဝင်နေပြီဖြစ်ကြောင်းရိပ်မိလာခဲ့ရသည်တနေ့သောအခါမမျှော်လင့်တော့သောမျှော်လင့်ခြင်းတစ်ခုသည်သူမ၏မျက်စိရှိမှသို့အလိုအလျောက်ရောက်လာခဲ့လေသည်တက်မြတ်နူကိုလာနှုတ်ဆက်တာပါဟင်ဘာဖြစ်လို့လဲရှင်ကိုရန်ကုန်အကြောင်းပြောင်းတော့မယ်အိုးခေါင်းကုန်းလျက်မျက်လွှာနှစ်ဖက်စုံချထားသောသူ၏မျက်ဝန်းထဲမှာဘာတွေရှိနိုင်သလဲတက်မြတ်နူမသိပါအဲ့ဒီနှလုံးသား၏ပတင်းတကားများစီကအဖြစ်မှန်ကိုရှာဖွေကြည့်ချင်နေမိသည်သေချာတာတစ်ခုကတော့ညီညာတိကျစွာပြုပြင်ထားသောသူ၏စပင်များကိုမြင်လိုက်ရသည့်တခဏတက်မြတ်နူရင်ထဲမှာအတိုင်းမသိကြည်နူးသွားခြင်းပင်ဖြစ်၏အဖြစ်တစ်ခုကျူးလွန်ခဲ့မိသောတရားခံတူ၏ပေးဆက်လိုက်ရသောအချိန်ကာလတစ်ခုသည်လည်းလွန်မြောက်သွားသင့်ပါပြီလေကျမကိုဖုံးမြင့်မော်အတွက်ဘာများဆောင်ရွက်ပေးနိုင်မလဲကိုပြောင်းမသွားခင်မှာသိချင်တာလေးတစ်ခုတက်မြတ်နူရှင်းပြပေးနိုင်မယ်ဆိုရင်အဲ့ဒါကိုအရင်သိချင်ပါတယ်ကိုကတက်မြတ်နူပေါ်မှာဘာတစ်ခုမှစိတ်ဆင်းရအောင်မလုပ်ခဲ့ဘူးလို့ထင်တယ်တက်မြတ်နူရဲ့တိုးတက်ရာလမ်းကြောင်းပေါ်မှာကိုကဘယ်တော့မှခလုတ်ကသဲမဖြစ်နေခဲ့ပါဘူးဒါမဲ့ကိုတန်မိုးထားတဲ့ကိုရဲ့စပင်တွေကိုနုဖြတ်ချပြည့်ရတာကိုခုချိန်ထိစဉ်းစားလို့မရအောင်အဲ့ဒါကြောင့်ရန်ကုန်ပြောင်းဖို့ဆုံးဖြတ်လိုက်တာအော်ဖြစ်မှဖြစ်ရပါလိမ့်ရှင်တခါတည်းမိမိအထင်ကြီးလေးစားမိသောယောက်ျားတစ်ယောက်သည်အလွန်ရီမောပွေကောင်းသောကလေးငယ်တစ်ယောက်ဖြစ်နေတတ်မှန်းတက်မြတ်နူသတိမထားတတ်ခဲ့ပါသူမသတိထားမိတာကတော့ကိုဘလို့မှမထိမ့်သိမ့်နိုင်တော့ပဲတခက်ခက်ရီမောမိသည်မှာပခုံးလေးတွေတိမ့်ခါမြကိုဖုံးမြင့်မော်ရဲ့အဲ့ဒီအတွက်တော့ရန်ကုန်မပြောင်းပါနဲ့ရှင်ကျမထပ်ပြီးအနူးညွတ်တောင်းပန်ပါတယ်ကျမကြောင့်တူနဲ့နှံ့ဖြစ်သွားရတဲ့ရှင်ရဲ့စပင်းတွေကိုလေဒီနေ့ရှင်ကိုပြန်တွေ့ရတဲ့အထိတရက်မှမေ့လို့မရခဲ့ပါဘူးအချိန်ပြည့်သတိရမြင်အောင်ပြီးကျမစိတ်ဆင်းရဲနေခဲ့ရတာပါဒီလောက်ဆိုရင်ကြည်ပါတော့နော်ကဖုံအော်နူးရဲ့သူ့ရင်ထဲမှာမပြီးဝိုးတဝါရေရွတ်လိုက်မိရင်သူမမျက်နှာလေးကိုငေးကြည့်နေမိသည်သွေလျတော့သူမ၏မျက်နှာလေးမှာအပြစ်တင်စရာဘာတစ်ခုမှရှာမတွေ့ပျော့ပြားနူးအီလျက်နှစ်ဖူးပြင်ပေါ်ဝိတ်ဝဲကျနေသောဆန်ရွယ်စားလေးရဲ့ညိုးမောင်ရွှန်းလဲနေသောမျက်ဝန်းအစုံပေါ်လွင်သောနှာတံဘယ်ဘက်ပါပြင်ပေါ်ကစပယ်တင်မှဲ့လေးတစ်လုံးနှင့်ပြုံးပြရီမောသည့်အခါအလွန်ချစ်စရာကောင်းစေသော
ညီညာအဖွေးဥနေသည့်သွားတန်းလေးတွေလှပညံ့သက်လာသောမျက်နှာနုနုလေးနှင့်သွယ်လျမြင့်မားသောအရက်အမောင်ချစ်ချစ်လေးလေးနှင့်အချိုးကျလှပသောခန္ဓာကိုယ်ပိုင်ရှင်လေးဘလို့လဲကိုပုံဗျာဟုတ်တုံခါသွားသောသူလူမိခံလိုက်ရသောအကြည့်တကိုးလေးကိုမရီမောဖြစ်တော့ပါထားလိုက်ပါတော့ဗျာကျွန်တော်ကိုဖုံးမြင့်မော်မပြောင်းတော့ဘူးပေါ့နော်အင်းကျမကိုကြည့်အေးပြီနော်အင်းဟာဝမ်းသာလိုက်တာတကယ်နော်6အချစ်သည်ကဘာဦးအစကတည်းကဖြစ်တည်ခဲ့သောအရာဖြစ်၏ထို့ကြောင့်ချစ်ခြင်းသည်ရှေးဟောင်းပစ္စည်းတစ်ခုသာဖြစ်သည် Toffler theory အရ20ရာစုလွန်မြောက်ပြီးနောက်နည်းပညာခေတ်နှင့်အသိပညာခေတ် Age of Technology မှတဆင့် Age of Knowledge Society များ၌လည်းယင်းရှေးဟောင်းပစ္စည်းတစ်ခုသည်ပင်ကိုယ်အတိုင်းနုပြိုဆန်းသစ်နေပေဦးမည်။နောင်လာလက်တန့်သောကမ္ဘာပေါင်းများစွာအသင်ခြေထိတိုင်ခြေရာလက်ရာမပြတ်ဖြစ်တည်နေလိမ့်ဦးမည်။ညှိတွယ်ခြင်း၏နားလည်မှုစည်းဝိုင်းထဲမှာအလိုအလျောက်ရောက်ရှိသွားခဲ့ကြသည့်အချိန်မှာတရားဝင်လိုအပ်နေသောကြေညာချက်တစ်ခုကိုနောက်ဆုံးစာမေးပွဲဖြေဆိုခန်းနည်းမှသာထုတ်ပြန်ပစ်ခဲ့ကြပေမဲ့လည်းဘယ်သူတဦးတယောက်ကမျှပိုမိုအံ့ဩကြတော့မည်မဟုတ်ပါ။ဘာကြောင့်လဲဆိုတော့ဘုံမြင့်မော်ဆိုသောရိုးသားသိမ်မွေ့သည့်စေကြောင်းသားနှင့်သက်မြတ်နိုးဆိုသောနုနုရင်ရင်လေးချောမွေ့လှပလွန်းသည့်စေကြောင်းသူတို့နှစ်ယောက်ကိုအလွန်လိုက်ဖက်သောချစ်သူနှစ်ဦးအဖြစ်သတ်မှတ်ထားခဲ့ပြီးကြ၍ဖြစ်သည်။ဆေးတက္ကသိုလ်၌တက်ရောက်ခဲ့ရသည့်သင်တန်းကာလ၏အချိန်ပိုင်းတော်တော်များများကိုနေရာယူထားခဲ့သောဘုံမြင့်မော်၏အလုပ်တစ်ခုကတော့သူ၏အိပ်စက်ခြင်းစားခြင်းနှင့်စာကြည့်ခြင်းများအပြင်နံနက်တစ်ကြိမ်ညနေတစ်ကြိမ်မူးရွှေဝါဆောင်ရှိသို့အခစားရောက်ရှိခြင်းပင်ပူပြင်းလှသောနွေနေအောက်မှာပဲဖြစ်ဖြစ်တသက်မဲမဲရွာချလိုက်သောမိုးရေတွေအောက်မှာပဲဖြစ်ဖြစ်ချမ်းချမ်းစီစီနှင်းမုန်တူကြီးအောက်မှာပဲဖြစ်နေပါစေသူစောင့်နေမည်သက်မျက်နှာအတွက်ဘယ်တော့မှမပြတ်နိုင်ခဲ့သောဝတ္တရားကိုရောက်နေရကြပြီလားယင်ဆိုသောချိုနွဲ့သည့်သူမ၏နှုတ်ဆက်စကားနှင့်အတူသူ၏ညာလက်ကိုဖိညှစ်လိုက်ခြင်းသည်သူ၏တနေ့တာအတွက်အာမန်သစ်တစ်ခုဖြစ်သလိုညနေကျောင်းဆင်းချိန်မှာမူဝါဆောင်ရှိအရာသူ၏ပခုံးသားပေါ်သို့လက်သီးစုပ်လေးခပ်ဖွားဖွားတစ်ချက်ထူရင်းကိုမပိန်နဲ့မပွေနဲ့စောင့်ကြည့်နော်သူနှုတ်ဆက်ခြင်းသည်သူ၏တနေ့တာပြည့်စုံသွားစေသောကြည်နက်ချမ်းမြေ့မှုတစ်ခုဖြစ်လေသည်အဲ့ဒီအတွက်ဘုံမြင့်မော်ကိုအဆောင်နေတငယ်ချင်းများကကိုရန်တော်ဘော်ဒီဂတ်မောင်ဖုံးဟုတညီတညွတ်ထဲဘွဲ့ချီးမြှင့်လိုက်ကြသည်ဘုံမြင့်မော်ကလည်းလူလားကြည့်ပြူစွာလက်ခံယူခဲ့သည်စေချောင်းတွေကစာသင်ခန်းများမှာကလပ်တက်ချိန်များ၌ဘုံမြင့်မော်တငယ်ချင်းများနှင့်တွဲတွဲရှိနေတော်လဲနနက်ပိုင်းစေယုံကြီးမှလက်တွေ့လူနာများနှင့်လိလာတင်ယူချိန်များတွင်တော့သူ၏တာဝန်ဘယ်တော့မှပြက်ကွက်ခြင်းမရှိခဲ့ပါသူမအဖအခစားမပြတ်ခေါင်းတငိမ့်ငိမ့်နှင့်ပုတ်တင်ညိုအရှင်လက်လက်ဝင်စားခဲ့သောဘုံမြင့်မော်ပါပဲဝတ်ထဲကဘက်ဘေတွေပေါ်မှာအသင်ဆောင်ကြုံနေတဲ့ဟာဒီပေရှင့်တွေဟာညိုနိုးတို့အတွက်ဖက်လို့မှတ်လို့မကုန်နိုင်တဲ့ဆေးဆောင်တွေပဲပေါ့ကိုတန်ဖိုးမဖြတ်နိုင်တဲ့ပညာရည်တွေကိုကိုအလေးနဲ့ထားစီခြင်းနဲ့ဟုတ်ကဲ့ပါဆရာမကြီးသူမ၏ပခုံးစွန်လေးဖြင့်ရုတ်တရက်တွန်းတိုက်လိုက်သဖြင့်ရိမ့်ရိုင်သွားသောဘုံမြင့်မော်ကိုတငယ်ချင်းများကတဟားဟားရီမော်ရင်ကောင်းချီးပေးလိုက်ကြသည်ပျော်စရာနဲ့နက်ခင်လေးတစ်ခုမော်ဒန်စာရေးဆရာဖြစ်ခြင်းနေရလေဟူသောတငယ်ချင်းထုံးဝင်း၏မှတ်ချက်ပြုခြင်းကိုအမှတ်ရလိုက်မိသည်မင်းတို့နှစ်ယောက်ဟာစာပေနုပညာရှင်တွေသာဖြစ်ခဲ့မယ်ဆိုရင်ရန်ဘော့ဆာ့တ်နဲ့စီမွန်ဒီဘိုးဘွားတို့လိုနှစ်ကိုယ်တစ်စိတ်ပဲထုံးဝင်း၏ကောက်ချက်ချခြင်းမှာလုံးဝအုပ်တုံပြည့်စုံမှန်ကန်ခြင်းတော့မဟုတ်ပါသူမျက်နှာတွေ့တာလှသောသူမကိုဆာ့တ်ကမဒန်ဒီဘိုးဘွားကို living together နေသလိုနေပစ်လိုက်ဖို့အတွေးထဲမှာပင်မစင်စားရက်ခဲ့ပါသူအလွန်တန်ဖိုးထားဆွဲလန်းမိသောမိန်းကလေးမို့ရေးတကြီးကြီးနှင့်ကြည့်လို့မဝဖြစ်နေခဲ့တာနှစ်တွေလည်းမနှဲတော့ပြီပဲနောက်ဆုံးနှစ်အပိုင်းအခါစာမေးပွဲအောင်မြင်ပြီးနောက်ကံအားလျော်စွာမန္တလေးပြည်သူ့ဆေးရုံကြီး၌ပင်သူတို့အုပ်စုအလုပ်တင်ဆရာဝန်ဖြစ်ကြရသည်ဤအချိန်ထိဘုံမြင့်မော်တယောက်သူအလွန်ချစ်မြတ်နိုးရသောချစ်ဦးသူသက်မြတ်နိုးကိုသူမ၏ဖြူဝင်းနူးညံ့လှသောပပြင်းနှစ်ဖက်ကိုတယူတရလေးမှွေးကျူမိသည်မှအပသူမအားအလွန်တန့်ရှင်းဖြူစင်စွာညှိတွယ်ခဲ့ခြင်းသာဖြစ်သည်ဟုဆိုလျင်
သူတို့၏တငယ်ချင်းများကလွဲ၍ယုံကြည်နိုင်သူရှားပါးပေလိမ့်မည်ကိုချစ်တာပေါ်ကိုမမမတ်မရက်တည်နိုင်သည်တ၍မိဘလက်ဝေခံအဖြစ်သူ၏ချစ်သူကိုမထားရနိုင်ပါအသက်တမျှချစ်ခင်မျက်နှာရသောအသက်မျက်နှာအတွက်သူအများကြီးစူးစမ်းရပါဦးမည်ဗုဒ္ဓဘာသာဝင်မြမလူနေမှုအတိုင်းဝိုင်းတွေကမြမသမီးပြိုတဦးအဖြစ်အသက်ရှင်လာခဲ့ရသောအသက်မျက်နှာအတွက်မိမတို့အင်ဂျရီရွှေ့ပေးလို့မရဆိုသောရှေးလူကြီးသူမတို့၏ဆုံးမစကားသည်အသက်နှင့်အမျှဥထိပ်ပန်ဆင်ထားရမည်အရာသာဖြစ်သည်မို့ယနေ့ထက်တိုင်အတူတကွလက်ထပ်ပေါင်းသင်းနေထိုင်ဖို့ကိစ္စအထိဖွင့်ဟတောင်းဆိုလာခြင်းမရှိသေးသောချစ်ဦးသူကိုကိုကိုသူနှစ်ကိုတဲအိုပြတ်မှနေရနေချင်ပါတယ်ကိုကိုရဲ့ဟုတက်မျက်နှာမပြောတာပါကာယင်ဂျရီကဲ့သို့နှုတ်အင်ဂျရီကိုလည်းအသက်တမျှစောင့်ခြင်းရမှာသူမတာဝန်ပင်ဖြစ်၏ကိုကိုတို့2 နှစ် 3 နှစ်လောက်အလုပ်ကြိုးစားလိုက်မယ်ဆိုရင်ဆရာဝန်အိမ်ထောင်စုလေးတစ်ခုအတွက်တင့်တယ်မှုလေးရနိုင်လောက်ပြီထင်ပါတယ်ကိုကိုရဲ့ကိုယ်ပိုင်ခွန်အားတွေကနုံနို့အတွက်အကောင်းဆုံးဘဝလေးတစ်ခုဖန်တီးနိုင်လိမ့်မယ်လို့ကိုကိုယုံတယ်ကိုကိုကြိုးစားမယ်နုံနို့ရဲ့ဟူသောချစ်သူစကားကိုရင်မှထွေးပိုက်ထားရင်နုံနို့အမြဲအားရှိနေခြင်းနဲ့ကိုကိုရဲ့မိမိအပေါ်ချစ်တက်လွန်းသောအလိုက်သီးတတ်လှသောဦးစားပေးလွန်းသောချစ်သူကိုတခါတရံတော့သူမနားလည်ရခက်နေတတ်သည်နှလုံးသား၌စူးစူးနင်းနင်းညှိတွယ်မိပြီဖြစ်သောချစ်ချင်းသည်တရစ်ပြီးတရစ်နှောင်ဖွဲ့လျက်ရှိကြောင်းသူမသိတတ်လေရောသလားကာလကြာမြင့်လာသည်နှင့်အမျှရင်၌အလွန်နက်ရှိုင်းစွာပျော်ဝင်သွားသောအချစ်များကိုပြင်းစွာသောမီးတောက်မီးလျှံများဖြင့်လောင်ကျွမ်းပျက်စီးသွားမှာကိုစိုးရိမ်မိသည်ကို